ခရစ္စတီယာနိုရိုနယ်ဒိုဟာပေါ်တူဂီအသင်းအတွက်စိတ်ပျက်စရာကြီးဖြစ်လာနေပြီလားအခြားနာမည်ကြီးစူပါစတာတွေကိုပဲကြည့်လိုက်ပါအမ်ဘာပေဟာလန်ကိန်းသူတို့အားလုံးဟာကမ္ဘာဖလားအဖွင့်ပွဲစဉ်တွေမှာ2 ဂိုးစီသွင်းယူခဲ့ကြပါတယ်ဒီကစားသမားတွေဟာတာဝန်ယူမှုအပြည့်နဲ့သူတို့ရဲ့နိုင်ငံတွေကိုဦးဆောင်နေကြတာပါဒါပေမဲ့အကျွေးစစ်ရဲ့အခြားတစ်ဖက်ကိုလှမ်းကြည့်လိုက်မယ်ဆိုရင်တော့ပိုပြီးတော့တောင်ဆိုးရွားတာကိုတွေ့ရပါလိမ့်မယ်ရိုနယ်ဒိုအကြောင်းပြောမယ်ဆိုရင်လီယိုနယ်မက်ဆီအကြောင်းကိုခြံထားလို့မရပါဘူးမက်ဆီဟာအယ်ဂျီးရီးယားအသင်းနဲ့ပွဲမှာဘာတွေလုပ်ပြခဲ့လဲသူဟာ4 ဂိုးတောင်သွင်းယူခဲ့ပါတယ်တကူကတော့လူကြုံဘောအဖြစ်အထက်ခံခဲ့ရပေမဲ့တရားဝင်ကတော့ဟက်ထရစ်ရရှိခဲ့တာပါဒါကတာမန်ဟက်ထရစ်မျိုးလည်းမဟုတ်ပါဘူးသူဟာကမ္ဘာဖလားတမိုင်းတစ်လျှောက်အများဆုံးဂိုးသွင်းရှင်အဖြစ်ကလိုဆေးနဲ့စံချိန်တူသွားခဲ့ပါပြီဒါဟာစံနှုန်းတစ်ခုပါပဲကမ္ဘာအကြီးကျယ်ဆုံးစင်မြင့်ထက်မှာတမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတစ်ယောက်စီကနေကျွန်တော်မျှော်လင့်ထားတဲ့ຢာကဒါမျိုးပါကဲအခုရိုနယ်ဒိုအကြောင်းကိုပြောကြရအောင်အခုဆိုသူဟာအထိုင်တိုက်စစ်မှုဖြစ်ကစားနေတာဖြစ်လို့နေရာအမှားမှာကစားနေရတယ်ဆိုတဲ့အထိပ္ပယ်မရှိတဲ့စင်ကြေတွေကိုမေးလိုက်ပါတော့ပြီးတော့မက်ဆီမှာပိုကောင်းတဲ့အသင်းရှိတယ်ဆိုတဲ့စင်ကြေမျိုးကိုလည်းကျွန်တော်ကိုလာမပေးပါနဲ့ဒီပေါ်တူဂီလူစရင်းကိုပဲကြည့်လိုက်ပါဒါဟာဒီပြိုင်ပွဲတစ်ခုလုံးမှာအကောင်းဆုံးလူစရင်းလို့တောင်ပြောလို့ရပါတယ်ဒီပညာနဲ့ဂျာအိုနီဗက်တို့ရှိနေပါတယ်ဒါဟာ PSG အသင်းရဲ့ကွင်းလယ်ပါဘရူနိုဖာနန်ဒက်ဆိုရင်2026ခုနှစ်ရဲ့ပရီးမီယာလိတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုရရှိထားတာပါပက်ထရိုနက်တိုကလည်းချက်စီအသင်းရဲ့ဘယ်တောင်ပံမှာတောက်ပနေပါတယ်ဘာနာရိုဆေးဘာဆိုရင်လည်းမန်စီးတီးအသင်းရဲ့အဓိကကစားသမားတစ်ယောက်ဖြစ်ပြီးအခုဆိုရီယယ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့နေပြီဖြစ်ပါတယ်ကမ္ဘာအကောင်းဆုံးဘယ်နောက်ခံလူဖြစ်တဲ့နူနိုမန်ဒက်စ်အကြောင်းကိုတော့ကျွန်တော်ထည့်ပြောနေဖို့တော့မလိုတော့ပါဘူးခရစ္စတီယာနိုမှာအကောင်းဆုံးလူစရင်းရှိနေတာကတော့လုံးဝတန်တရားဖြစ်စရာမလိုပါဘူးဒါဆိုသူဘာလုပ်ပြခဲ့လဲသူဂိုးမသွင်းနိုင်ခဲ့ပါဘူးသူညကိုပါဒါထက်ပိုဆိုးတာကတော့ပေါ်တူဂီအသင်းဟာကမ္ဘာဖလားမှာတကူမှမသွင်းမှုသေးတဲ့အပြင်ဒီပြိုင်ပွဲကိုမရောက်တာနှစ်ပေါင်း50ကျော်ကြာနေပြီဖြစ်တဲ့အသင်းနဲ့တည်ရကြခဲ့တာပါဒါဟာသူတို့ကိုတကယ်ကိုဆိုးရွားတဲ့အခြေအနေတစ်ခုတည်းရောက်သွားစေပါတယ်မက်ဆီကတော့ဆရာကြကစားပြပြီးတမိုင်းဝင်စံချိန်တွေကိုချိုးဖျက်နေချိန်မှာခရစ္စတီယာနိုကတော့သူ့ပတ်လည်မှာကမ္ဘာအကောင်းဆုံးတင်ရှိနေပါလျက်နဲ့ကြာရှုံးနေပါတယ်အခုလိုအခြေအနေမျိုးမှာသူ့ကိုတင်တို့ဘယ်လိုကာကွယ်ပြောဆိုကြအောင်မလဲသူကတော့တကယ်ကိုအခက်တွေ့ရမယ့်အခြေအနေဆိုးကြီးနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်